ပရိသတ်တွေတော်တော်များများရှိမိနေတဲ့မင်းသားအုပ်စုခန့်နဲ့မင်းသမီးတန်တာညီတို့အတွက်တရားဝင်ဝန်ခံလိုက်ပြီပဲဖြစ်ပါတယ်။အမြဲတမ်းရှိအမွဲပြပြီးပရိသတ်တွေကိုရှင်ခေါအောင်လုပ်နေတဲ့အုပ်စုခန့်နဲ့တန်တာညီတို့အတွက်ကတော့အခုလက်ရှိတွေမှာချစ်သူတွေဖြစ်နေကြပါပြီလို့လူသိရှင်ကြားတရားဝင်ဝန်ခံလိုက်ပြီပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့လိုက်ဖက်လွန်တဲ့ပုံရိပ်တွေကြောင့်ပရိသတ်တွေကလည်းအားကြနေကြပြီ။လူမှုကွန်ရက်ထမှာဝန်သားစကားတွေနဲ့ဝိုင်းဝန်းဆူတောင်းပေးနေကြတာပဲတွေ့ရှိရပါတယ်။ဒီတလုံးမှာအမှုပညာလောကရဲ့လိုက်ဖက်လုံးတဲ့စုံတွဲလေးတွေအမြဲတမ်းထွက်ပေါ်နေကြတာကိုလည်းပြည်သက်တွေသတိထားမိမှာပဲဖြစ်ပါတယ်နော်။တရုတ်ဆောင်လောကမှာအောင်မြင်ုံနဲ့မကပဲအဆိုတော်လောကမှာပါကိုပိုင်သချင်းကောင်းတွေဆွေဆောင်မှုရှိတဲ့အတန်ပါဝါတွေနဲ့ပြည်သက်အခိုင်အမာရရှိထားခဲ့ကြတဲ့အဆိုတော်အုပ်စုခန့်နဲ့တန်တာညီတို့အတွေ့ဟာပြည့်ခဲ့တဲ့နှစ်အတော်ကြာတဲ့ကပရိသတ်တွေကြမှာသူတို့နှစ်ယောက်တစ်ခုခုတော့ရှိနေပြီဆိုပြီးမတင်ကားဖြစ်ချင်းကိုခံခဲ့ရတဲ့ဆုံးတဲ့တွေလည်းဖြစ်ပါတယ်။နှစ်ဦးစလုံးဟာအမှုပညာအလုပ်တွေကိုအောင်မြင်စွာရှောက်လန်းနေကြသူတွေဖြစ်ပြီးလူငယ်တဘာဝပဏ္ဏပင်လာတဲ့အတွေ့အဖက်ဖြစ်တာကြောင့်လည်းသူတို့ရဲ့အခြေရေးကိုပရိသတ်တွေကစောင့်ကြည့်နေခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာအချစ်ရေးနဲ့ပတ်သက်ပြီးလူသိရှင်ကြားချပြခြင်းမရှိဘဲနှစ်အတော်ကြာလျှို့ဝှက်စွာတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့စုံတော့အမြင်များစွာကြောင့်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာစင်တူဝတ်စုံတွေဝတ်ဆင်တာအချိန်ကိုက်နေရာတစ်ခုထဲမှာရောက်ရှိနေကြတာတွေအပြန်အလှန်ပေးပို့တဲ့အထိပ္ပယ်ပါတဲ့ story တွေကိုပရိသတ်တွေကသတိမိခဲ့ကြပေမဲ့ကာယကံရှင်နှစ်ဦးစလုံးကတော့အချက်ရေးကိုတရားဝင်အတည်ပြုခဲ့ခြင်းမရှိပါဘူး။လုပ်ငန်းခွင်အတွက်နှိစက်မှုကြောင့်အမှုပညာလှူရှာမှုတွေအတူတူလုပ်ကိုင်နေရင်တချင်းဖန်တီးမှုတွေမှာအချမ်းညံခြင်းဖလဲရင်းနဲ့နှစ်ဦးစလုံးကြားကတန်ရုံးစင်တွေဟာပရိသတ်တွေမသိအောင်ခိုင်မြဲနေခဲ့တာပဲဖြစ်ပါတယ်။အမျိုးမျိုးသောကောလာဟာလတွေနဲ့ပရိသတ်တွေရဲ့စောင့်ကြည့်မှုကိုခံခဲ့ရတဲ့တန်တာညီနဲ့အုပ်စုခန့်တို့ဟာပြီးခဲ့တဲ့ PK ထွန်းရွှေဆိုင်ဖွင့်ပွဲခမ်းနားမှာတော့အားလုံးကိုအံ့အားသင့်စေမဲ့ခြေလက်တလန်းကိုလှန်လိုက်တော့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ဟာတရားဝင်တွဲနေကြတာပါဆိုပြီးမီဒီယာတွေရဲ့ရှေ့မှောက်ပရိသတ်တွေရဲ့ရှေ့မှောက်စင်ပေါ်ထက်မှာပွပွလင်းလင်းဝန်ခံချပြခဲ့တာပဲဖြစ်ပါတယ်။ပွဲကိုတက်ရောက်လာတဲ့အချိန်ကလေးကနှစ်ယောက်သားတပူပူတွဲတွဲနဲ့ဝတ်ဆင်လာတဲ့ fashion design တွေကလည်းလိုက်ဖက်ညီလွန်းနေတာကြောင့်ပွဲသက်ပရိသတ်တွေနဲ့မီဒီယာတွေရဲ့ကင်မရာမိမောင်းတွေဟာသူတို့စီမှာပဲကြားရောက်နေခဲ့တာဖြစ်ပါတယ်။နှစ်အတော်ကြာပေးလီဆဆန်နဲ့အချစ်ခီးလန်းကိုလျှို့ဝှက်စွာရှောက်လန်းခဲ့ကြတဲ့အုပ်စုခန့်နဲ့တန်တာညီတို့ဟာအခုဆိုရင်တော့PK ထွန်းရွှေဆိုင်ဖွင့်ပွဲကြီးကနေတဆင့်ပရိသတ်တွေရဲ့ရှေ့မှောက်မှာတရားဝင်ဆုံးတဲ့အဖြစ်လက်တွဲလှမ်းလျှောက်ခဲ့လို့တွားခဲ့ကြပြီပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ရှေ့ဆက်မဲ့အမှုပညာလမ်းကြောင်းနဲ့အချစ်ရေးလမ်းကြောင်းဟာပုံမတောက်ပသားရပါစေကြောင်းပရိသတ်များစွာကမျှော်လင့်ဆုတောင်းပေးနေကြဆဲဖြစ်ပါတယ်။ခုလိုပဲစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုနောက်ထပ်တင်ဆက်ပေးနေအောင်ပါမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။တာယာအေးချမ်းသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။